အားလုံးပဲမင်္ဂလာပါခင်ဗျာဟိုစုလောက်ကောင်းတယ်အေးရဲ့ဖွဲ့စည်းဖို့ကိုကြည်လို့ခွန်ချို့ဒီတခါတော့အခါးရရဲ့အခေါ်ပေါ်နဲ့ပတ်သက်တော့ပြောပြပေးသွားမှာပေါ့နော်အပိုင်းနဲ့အနေနဲ့ပေါ့နော်အေးရဲ့ဖွဲ့စည်းဖို့အပိုင်းနဲ့အနေနဲ့ပြောပြပေးသွားမယ်အခါးရကိုဘယ်လိုခေါ်လဲပေါ့နော်အခါးတစ်ခါကိုကျွန်တော်စကားပြောတဲ့ချောင်းစီနဲ့တည်ပေးသွားမှာပေါ့နော်ပြောပြပေးသွားမှာပေါ့နော်စကားပြောလေးပါလေးလည်းရသွားโอเคစလိုက်အောင်အေးဖွဲ့စည်းဖို့ဆိုတော့ဖျားခါးတွေဘာလို့လဲပါမှာပေါ့နော်အဲ့ဒါဆိုတော့ဖျားခါးကိုအယူဆိုစပြီးတော့ပြောပြမှာပေါ့နော်ဖျားခါးကိုကြည်လို့ခေါ်မယ်ဆိုရင်တမူလောဖျားခါးကိုကြည်လို့ခေါ်မယ်ဆိုရင်တမူလောလို့ခေါ်ပါတယ်ဥမာစကားပြောကြောင်းအနေနဲ့ငါ့အဖိုးကမနဲ့တဲဖျားစစ်ခိုးတယ်ဆိုကြည်လို့ဘယ်လိုပြောမလဲဆိုရင်ရပါတို့ဘာတာလို့ကောဝတယ်လောကောဝတဲ့လော်လဲထက်လို့ရတယ်မထက်လည်းရတာပေါ့နော်ငါ့အဖိုးကမနဲ့တဲဖျားစစ်ခိုးရင်ငါ့အဖိုးဆိုရပါတို့ပေါ့နော်ရပါတို့ဘာတာလို့ကောဝတယ်လောဘာတာကစစ်ခိုးတာဘာအဲ့လိုမျိုးနော်အဲ့လိုပါနောက်တော့နောက်တစ်ခုကတော့အိတ်ခါပေါ့နော်အိတ်ခါကိုကြည်လို့ခေါ်မယ်ဆိုရင်တာမီလောအများပြကျွန်တော်တို့ကဒေါ်ပဲခေါ်တာဒေါ်ဒီမှာရေးထားဒေါ်ပေါ့နော်ဒေါ်ပဲခေါ်အများတာမီလောပေါ့နော်အိတ်ခါကိုကြည်လို့ဆိုရင်တာမီလောဒေါ်လို့ပဲခေါ်ကြတာများတယ်ကျွန်တော်ညဥပမာစကားကြောအနေနဲ့ကျွန်တော်ညတဲ့အိတ်ခါထဲမှာအိတ်တယ်ကြည်လို့မယ်ယမီလဒေါ်ပူကော်နာတဲ့ယမီလဒေါ်ပူကော်နာတဲ့ကျွန်တော်ညတဲ့အိတ်ခါထဲမှာအိတ်မယ်ဆိုရင်ယမီလဒေါ်ပူကော်နာတဲ့ဒါတော့မိဖို့ကြောင့်ပေါ့နော်မိဖို့ကြောင့်ကိုကြည်လို့ဘယ်လိုခေါ်လဲဖကပူလောဖကပူလောမိဖို့ကြောင့်ကိုဖကပူလောဥမာစကားပြောကြောင်းအနေနဲ့ကျွန်တော်အမေမိဖို့ကြောင့်မှာရှိတယ်ကျွန်တော်အမေမိဖို့ကြောင့်မှာရှိတယ်ဆိုရင်ကြည်လို့ဆိုယမိုးအိုလဖကပူလောယမိုးဆိုတာငါအမေအိုလမှာရှိမှာပေါ့နော်ယမိုးအိုလဖကပူလောငါအမေမိဖို့ကြောင့်မှာရှိတယ်ယမိုးအိုလဖကပူလောဒါကတော့တမင်စာခါပေါ့နော်ဒီနာတော့တမင်စာခါကိုကြည်လို့ခေါ်မယ်ဆိုရင်တာအော့မေလောတာအော့မေလောတမင်စာခါကိုကြည်လို့တာအော့မေလောစကားပြောကြောင်းဥပမာအနေနဲ့ကျွန်တော်တို့တမင်စာခါမှာတမင်အတူတူစာကြတဲ့ဆိုရင်ကြည်လို့ဘယ်လိုပြောမလဲနော်ဘောအော့မေလတာအော့မေလောဒီတော်လောဘောအော့မေလတာအော့မေလောဒီတော်လောဒီတော်ကတူတူပေါ့နော်တူတူဒီတော်ဘောအော့မေလတာအော့မေလောဒီတော်လောဒီကတော့ပတ်တော့ရေချိုခါရေချိုခါကိုကြည်လို့ခေါ်မယ်ဆိုရင်တာလူထီလောတာလူထီလောရေချိုခါကိုကြည်လို့ခေါ်ရင်တာလူထီလောစကားပြောကြောင်းအနေနဲ့သူရေချိုးခါထဲမှာမျက်နှာတစ်နေတယ်အဝဲပလာအမဲလတာလူထီလောပလာအမဲမျက်နှာတစ်အဝဲပလာအမဲလတာလူထီလောနေသူကရေချိုးခါထဲမှာမျက်နှာတစ်နေတယ်အဝဲပလာအမဲလောလတာလူထီလောနေလို့အဲ့လိုပြောလို့ရပါတယ်ဒါကတော့အခါပါနော်အခါကိုကြည်လို့တာတဲတကောအလောတာတဲတကောလောအလောလေအထက်ပို့ကောတာပေါ့နော်တာတဲတကောလောအခါကိုကြည်လို့ဆိုတာတဲတကောလောတကယ်လို့စကားပြောတဲ့ကြောင်းနေနဲ့မင်းတို့အခါထဲမှာစကားပွားပြောပါမင်းတို့အခါထဲမှာစကားတော့ပြောပါလက်တဲတာလလက်တဲလတာတဲတကောလောနေ
လက်တဲလတာတဲတကောအလော်နေလက်တဲလတာတကဲတကောအလော်နေတဲတာဆိုတာကစကားပြောတာပေါ့နော်စကားပြောတာကိုတတဲတဲအဲ့လိုပေါ့နော်ဒါတော့တတ်စစ်ခါပေါ့နော်ဧတာပေါ့နော်ဧတာဘယ်နာမှလည်းရှိရပါတော့မေးလို့ရပါဧတာကိုတဟာလော်လို့ခေါ်ပါတယ်တချို့ကတော့ဧတာပဲပြခေါ်ကြတာပါဒါမဲ့တော့ကရင်လို့ဆိုရင်တဟာလော်ဧတာကိုတဟာလော်လို့ခေါ်ပါတယ်ဥပမာစကားကြောင်းအနေနဲ့ကတော့ဒါဧတာတွေပါမေးလို့ရမှာဧတာကဘယ်နာမှလဲမေးမယ်ဆိုတဟာလော်ပုတ်ဖဲလဲဘယ်နာမှလဲဆိုရင်ပုတ်ဖဲလဲပေါ့နော်တဟာလော်ပုတ်ဖဲလဲတဟာလော်ပုတ်ဖဲလဲဧတာဘယ်နာမှလဲတဟာလော်ပုတ်ဖဲလဲလို့ခေါ်ပါတယ်ဒါကတော့ရိုးခါပေါ့နော် office ရိုးခါကိုကရင်လို့ဆိုရင်တမာလော်ဥပမာအလုပ်လုပ်တဲ့နေရာလဲကျွန်တော်တို့ကတမာလော်ပဲခေါ်တာအရိုးခါလဲတမာလော်ပဲတမာလော်အလုပ်ခါဆိုရင်တမာလော်ဥပမာစကားပြောအနေနဲ့ဆိုရင်အဖေကအခါထဲမှာအလုပ်ခါထဲမှာအလုပ်များနေတာပေါ့နော်ကရင်လို့ဘယ်လိုခေါ်မလဲဆိုရင်အပါအိုလတမာလော်အတမာအားအပါအိုလတမာလော်တမာအားအလုပ်များနေတာဆိုတာကတော့အတမာအားအခါထဲမှာဆိုတော့အပါအိုလတမာလော်အတမာအားဒါကတော့တိုလော်ခါပါနော်တိုလော်ခါကိုတဖို့တလီအလော်လို့ခေါ်ပါတယ်ခင်ဗျာတိုလော်ခါကရေလို့ခေါ်မှာဆိုတဖို့တလီအလော်တဖို့တလီလော်ကရေလို့ခေါ်မှာဆိုရင်တဖို့တလီအလော်စကားပြောအနေနဲ့ဆိုရင်တော့တိုလော်ခါထဲမှာစာကြည့်ပါအဲ့ဒါကရေလို့ဘယ်လိုခေါ်မလဲဆိုဟူကွာစားကွာလေတဖို့တလီအလော်နေစာကြည့်တာကိုဟူကွာပေါ့နော်ဟူကွာစားကွာလေတဖို့တလီအလော်နေဖြစ်စီကိုတဖို့တလီလို့နော်တိုလော်ခါကိုတဖို့တလီတိုလော်ခါထဲမှာစာကြည့်ပါဆိုရင်ဟူကွာစားကွာလေတဖို့တလီအလော်နေဒီတစ်ခုကတော့လတ်တာစောပါနော်လေဝေပေါ့လေခါနဲ့နေရပါနော်လတ်တာစောကရေလို့ခေါ်မယ်ဆိုရင်တာတူကလီလော်တာတူကလီလော်လာတာစောတာတူကလီလော်ဒါပေမဲ့စကားပြောကြောင်းအနေနဲ့ဆိုရင်လာတော့စောကိုလာခဲ့လာတာစောကိုလာခဲ့လို့ကရေလို့ဘယ်လိုပြောမလဲဆိုရင် hello တာတူကလီလော်ဤလာခဲ့ကိုလာဟဲ hello လာခဲ့ဆို hello တာတူကလီလော်ဤလာတာစောကိုလာခဲ့ hello တာတူကလီလော်ဤအဲ့လိုပြောလို့ရပါတယ်အပတ်နှစ်အနေနဲ့တော့ဒီလောက်ပဲပေါ့နော်နောက်တစ်ပတ်မှာကျွန်တော်အခါတစ်ခါတည်းမှာပါတယ်အတိုးဝေအဲ့ဒါကိုကြည့်လို့ပြပြီးတော့ပြသွားမယ်ပေါ့နော်ကိုကတော့အားလုံးကိုကျေးဇူးတင်ပါတယ်တပ်လို့ခေါ်ရတယ်လက်အရှယ်လေးနဲ့ကိုညီပေးကြပါဦးမချူဒီတကောလတာကောရတယ်နော်တပ်လို့ဖာတို့တတာ